ကဲအားတို့အားလုံးဆောင်ဝဲပြီးပြီဆိုတော့ချေးရမယ့်ချိန်ရောက်လာပြီအောင်နေနာသွားမယ် ကိုရှင်ကိုပိုင်မဟုတ်လား ဟုတ်တယ်လေ အဲ့ဘဲအမှနေရိုင်းကျင်တဲ့ကြက်စားနေရတယ်အဲ့ဘဲကိုဖုန်းဆက်ပြီးတော့ခေါ်လိုက်တော့ ခေါ်လိုက်တယ် ဟောဟိုတာကြီးတို့ဟိုငါလိုက်လို့မရဘူးကွာ ဟာလို့ ဟိုလေဟိုငါဆောင်မပြီးသွားပြီမဲ့ကွာဟိုမနေ့ပြန်ငါဆိုတာဆောင်မရှိသေးတယ်ကွာအဲ့ဒါငါစာကူလုပ်ပေးရအောင်ပါ ဟာဟဲ့ဘာဆိုင်လို့လဲမင်းကဟိုဟာ ID တက်တာ तू က business တွေ ဟော ဘာမှမဆိုင်ဘူး ဟိုမဟုတ်လေကွာဒါမဲ့လည်းဟိုငါလည်းဟိုပညာနှစ်ခုရတာပေါ့ကွာသိရမလားစာကူလုပ်ပြီးတော့အဲ့လိုကွာတာကြီးတို့ဟိုအားရနာတယ်ကွာနော်ဟိုနောက်တစ်ခေါက်မှပဲလိုက်တော့မယ်နော် မမိုက်ဘူးနော်အဲ့ဒါကြီး မိုက်ဦးကွာဒီကောင်အေးပြီးတော့ကွာရနောက်တစ်ခါသေးချာလိုက်ရမှာနော် fighting သေးလေးရေအလောက်စူးစားထား ဟာလွင် ဟာကိုရှင်ကိုမတွေ့ရကြပြီနော် အေးမင်းကခေါ်တိုင်းမှမလာတာမတွေ့ရကြမှာပေါ့ ဒီလိုပါကိုရဟိုကျွန်တော်ကောင်မလေးကလေအရင်တော့အကြောင်းတက်နေတာဆိုတော့ကျွန်တော်ကဟိုစာလေးတွေနည်းနည်းကူလုပ်ပေးနေရလို့ ဟောအဲ့လို အခုကတော့အကြောင်းပြီးပါရေးကိုရဟိုအလုပ်တွေပိုင်းတော့ရပါ ကောင်းတာပေါ့ဒါနဲ့ငါတို့ညနေကျော်ကြီးတို့နဲ့ချိန်ထားသေးမင်းအားရတခိုင်းလိုက်ခဲ့လေဒိုးမယ် ဟောညနေလား အေးလေ အစိတ်မပြေဘူးကိုရ ဟမ်အဲ့လို ဒီလိုလေဟိုကျွန်တော်ကောင်မလေးကအကြောင်းပြီးသွားပြီဆိုတော့အခုကဟိုအလုပ်တွေပိုင်းသွားနေရပြီ သူ့ဘာသူလောက်တာလေမင်းနဲ့မဆိုင် ဟောမဟုတ်လေကိုရဟိုသူကအလုပ်သွားရတာဆိုတော့လေဟိုတနေ့ကင်းလုံးကမအားတော့လေညဘက်လေးပဲကျွန်တော်ကအချိန်လေးပေးပြီးတော့ဖုန်းလေးပြောပေးရတာဆိုတော့လေညဘက်လေးကမအားဘူးဖြစ်သွားတာ မင်းဟာရအဲ့ဆိုရင်မင်းကညာတိုင်းမားတော့ပေါ့ အဲ့လိုပဲထားပါတော့ကိုရ အေးကွာအဲ့ဆိုလည်းပြီးအဲ့ဆိုလည်းမင်းစော်အလုပ်ပြုတ်အဲမဟုတ်ဒီမှာနောက်မှတွေ့ရမှာအေးအဲ့တော့တက် ဟော 你们今买的喏，那里炒。 မိုက်တယ်ကွာ အကျော်ကြီးလာပြီ ကဲသားကြီးတို့ငါမွေးနေ့မနှက်ပြန်ရှိတယ်ညဘက်ပါတီပေးမယ်ကဲမယ်ချေးမယ် 看哪里？ ဟမ် 伢好了， ညလी 伢地方没有。 ဟမ်ဘာဖြစ်လို့လဲ အေးဟုတ်တယ်တကယ်ချင်းဟိုဒီလိုလေကွာဟိုငါကောင်မလေးကအလုပ်လုပ်နေတာဆိုတော့လေဟို तू ကညဘက်လေးပဲဖုန်းပြောချိန်ရှိတာဆိုတော့အဲ့အချိန်လေးနည်းနည်းပေးရလို့ကွာအဲ့လိုမျိုး အော်အဲ့လိုလားရတယ်ပြဿနာမရှိစိတ်မပူနဲ့နေဘက်လောက်ပေးမယ်โอเคလား အာဒါရတယ်နေဘက်ကတော့အေးဟာရမရဘူး ဟာပြီလား ဟာမင်းကဘာဖြစ်လို့မနှက်ပြန်မွေးတာလဲ ငါဘလို့သိမှာတော့ဟာငါအဖေနဲ့မင်းမွေးရတယ် ဟာရမနှက်ပြန်ငါကောင်မလေးရဲ့အချင်းဆုံးခွေးရဲ့မွေးနေကွာ မဟုတ်လေရဟိုတငယ်ချင်းမွေးနေတာခွေးတော့ရေးကြီးရလုံးလိုက်ကွာမင်းကလည်း အာမင်းအဲ့လိုတော့မဟုတ်ဘူးလေကွာဒါကသူ့ရဲ့အချင်းဆုံးခွေးတွေထဲမှာအချင်းဆုံးခွေးကွာ အော်အဲ့လိုရှိသေးတာလားဟာအဲ့လိုမင်းကငါမွေးနေကိုအိုက်ခွေးမသိမစင်မလာတော့ အေးအဲ့လိုလေးတော့ဖြစ်သွားတယ်ကွာတကယ်ချင်း ဟာဆက်ပါပြောင်းမွေးပေးရမလို့ဖြစ်နေပြီ အေးဟိုနောက်ဘွားမှာပေါ့ကွာ ဟာ ဟယ်လိုလွင် ဟယ်လိုကိုရှင်ကိုပြော ဟေးငါတို့အခုတငယ်ချင်းတွေအကုန်စုပြီးတော့ကွာ New Year မှာဘန်ကောက်မှာလုံးမယ် Starry Night Music Festival မှာတွားမယ်ပျော်မယ်ပါမယ်ကဲမယ်ကွာအဲကြောင့်လိုက်ခဲ့လိုက် ဟိုဒါမဲ့ကို နေဒါနဲ့ဟိုမင်းနှစ်သက်မှာတော့ကောင်မလေးကိစ္စဘာညာဆိုပြီးတော့လာမချောနဲ့တော့သူ့မှာခေါ်ခဲ့လိုက်ကွာတော့မလိုက်ဘူးတို့ပေးမသွားဘူးတို့ဘာတို့ညာတို့လာလို့ဖြတ်ပလိုက်အဲ့ဆိုကြားလို့โอเค ဟာကိုတို့ပြောပါဗျာဟိုဘေးမှာရှိတယ်ကြားသွားမယ် 嘿，俺讲话里表你啊，比较会来噻。 ဟိုဘာမှမဟုတ်သေးဟိုတကယ်ချင်းနဲ့ဒီတိုင်းပဲပြောနေတာဖွင့်လိုက်ပြီနော်ဖွင့်လိုက်ပြီဟယ်လိုဒါနဲ့ဘယ်သွားမှာ ဩ Starry Night ကောင်းတော့ပွဲကြီးလေကွာ2020 December 31ရက်နေ့ Happy New Year ညမှာ Smoke Program မှာလုံမှာအမှနာမည်ကြီး artist တွေအများကြီးဖိတ်ထားတာကွာ Thai Koan Make You Freak XY DJ Pocky and MC Mindy ပြီးရင် DJ ဖူးထိုင်နဲ့ MC Marky L အဲ့ဒီ artist တွေအပြင်မှာကွာထိုင်းနိုင်ငံထိပ်တန်းအမှုပညာရှင်တွေအများကြီးလေးပါအောင်ပါ ဟာမိုက်လိုက်တာကိုရာဟိုဒါမဲ့လေကိုဟိုရမ်းမိုက်တဲ့လူတွေခေါ်တာဆိုတော့လေနည်းနည်းဈေးလေးများကြီးမလားမသိ မပူနဲ့ဒါကြီးလက်မှတ်တစ်စောင်မှာဘတ်900ပဲကြာမှာအဲ့ဒီပြင်အာလီဘတ်အထူးလျှော့ဈေးဟိုမှာလက်မှတ်9ဆောင်ဝင်ရင်တစ်စောင် free ရအောင်ပါ တန်လိုက်တာကိုရဲ့လုံးဝမိုက်နေပြီ
ဒါမဲ့လေးကိုသွားတဲ့နေရာသိရမလားနည်းနည်းဝေးနေတာတို့အစင်မပြေတာတို့များဖြစ်မလားမသိဘူးနော် မင်းကလည်းအဲ့ဒါလည်းမပူနဲ့စူပမစ်လိုင်းလေးသိရမလားဟော BD အစိမ်းလိုင်းလေးကွာအဲ့ကနေပြီးခဲဟာတီကိုစီးပြီးတော့မှ3မိနစ်လောက်လမ်းလျှောက်လိုက်တယ်ရောက်ပြီကွာမင်း AC လာလို့ရတယ် တော်တော်မိုက်တယ်ဗျာတော်တော်မိုက်တယ်ဒါမဲ့လေဒါမဲ့ 嘿，俺老爹咪买笔多了嘞，身边面不用跑路可能蛮热的呀嘞。你那个嘞是为了嘛？这边地上的冷土上面不来牛，偏来哟。第牛呀喽，it is very nice music festival，就住国家。 ဟာတကယ်ကဲသွားမယ်တဲ့ကိုကြီးသွားမယ် အေးပါကွာမင်းတို့လိုက်မယ်ဆိုလည်းပြောဖို့ကောင်းတာပေါ့ကွာဒါဆိုငါလက်မှတ်ကြိုးပြီးတော့ဝယ်ထားလိုက်တော့မယ်နော်အာလီဘက်လေးဖြစ်သွားโอเค မပူနဲ့ကိုကြီးခုနကပဲ6ဆောင်ဖြတ်လိုက်ပြီးသွားမယ် ဟာ